ကဲဒီနေ့ကတော့ဘသူတွေအေးပြက်နေတယ်လဲဆိုတာကိုစစ်ကြည့်ဖို့အတွက်ကျွန်တော်အနာဘူစီဘူးကိုရောက်ရှိနေပါတယ်ဒီနေ့တော့ကျွန်တော်လူတွေကိုဂိမ်းလိုက်ဆော်ခိုင်းပြီဗျအရင်ဆုံးဘသူမှမစမ်းတက်ခင်မှာကိုအရင်စမ်းကြည့်မှာဖြစ်ပါတယ်ဒါကတော့ဒီအနာဘူစီအတုံးလေးတွေကိုခုနှစ်တုံးပြည့်အောင်စီရမှာပေါ့နော်အဲ့ဒီမှာဘာသွားတွေ့လဲဆိုတော့အေးပြက်ပြီးအနာဘူစီလိုနေတာတခြားဘသူမှမဟုတ်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်ပဲဖြစ်နေရဗျနှစ်ခေါက်တော့တောင်စီလိုက်ရပါတယ်အဲ့ဒါနဲ့ကျွန်တော်လက်ဆောင်ယူမဲ့ချန်ပီယံတော့လဲဒီလက်ဆောင်တွေအများကြီးရှိတဲ့ထဲမှာ thank you ကိုတန်းနေတာပဲဗျ ဒါတစ်ခါပဲရအောင်နော်တန်ကူပဲကျွန်တော်အယုံမရတော့ပါဘူးကျွန်တော်မရပါမယ်သူတွေရမလဲဆိုတော့တစ်ချက်လောက်ကြည့်ကြည့်လိုက်ပါနော်ဝေး9တုံးစီရမှာပါကျွန်တော်တို့စက္ကန့်30အတွက်မှာမိုင်းအေးပြတ်ထားတဲ့ထဲနဲ့လက်တွေတုံးနေတယ်ပြောရမယ်မိုင်းအလမစီတောင်းမှရတော့မယ်ပြေးပြီလား9တုံးပြေးတော့မယ်ပြေးပြီပြေးတယ်ဗျာ9လုံးပြေးသွားပြီဆိုတော့ကျွန်တော်အခုပါလက်ဆောင်ပေးမယ်ပေါ့နော်အဲ့ဆိုရင်ဒါအယုတ်ရမယ်ကျွန်တော်တို့ဒီမှာဘောပန်ရှိမယ်အစားအုပ်ရှိမယ်ဖုန်းပေရှိမယ်ဒါလေးဒီအပေါ်နေပြီးတော့ထည့်လိုက်အောင်ပဲโอเคthank you ပါရှင်းတော့ကျွန်တော် thank you တွေပဲညားခဲ့တာနော်ဒီမှာတော့လက်ဆောင်ပေးမဲ့အယုတ်တွေကအများကြီးပါပဲဒါပေမဲ့ဖြစ်ချင်တော့အယုတ်ပေါက်တဲ့သူကတော်တော်လေးနည်းနေတယ်ကျွန်တော်လဲဝိုင်းပြီးတော့ကန်ဆန်းပေးခြင်းပဲကျွန်တော်ကိုယ်တိုင်က thank you နဲ့တိုးနေတော့ကျွန်တော်လဲသူများတွေကိုအားနာနဲ့ကန်မဆန်းပေးတော့ပါဘူးပထမဆုံးအယုတ်ရတဲ့ညီလေးဖြစ်ပါတယ်တက်တဲ့ရုပ်ယူလို့ရတယ်ပေါ့နော်โอเคကဲရတဲ့သူတွေကတော့ရသွားပြီဗျဒီချင်းမင်းတို့လည်းသတင်းကျွတ်မာဒီအနာဘူစီပုလေးကိုတွေ့ရင်လက်ဆောင်ဝင်ယူခဲ့ဖို့မမေ့ဘူးပြောချင်ပါတယ်ကျွန်တော်တို့မနေ့ပြန်9ရက်နေ့ကြာရင်လည်းဒီအနာဘူစီပုဟာတကုံစန္ဒာ2မှာရှိနေအောင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်